မင်းကလေးတယောက်ဟာသူမရဲ့အယုတ်လေးကိုနမ်းလိုက်တဲ့အချိန်မှာပဲတစ်ဖက်မှာရှိတဲ့တထေးဟာတစုံတစ်ယောက်ကသူ့ကိုနမ်းလိုက်တယ်လို့မျိုးရုပ်တရက်ခံစားလိုက်ရပါတယ်။အဲ့ဒီနောက်မှာမင်းကလေးကမတော်တဆအယုတ်ရဲ့အင်ဂျီတွေကိုချွတ်လိုက်မိတဲ့အခါခဏအတွင်းမှာတင်အစည်းအဝေးလုပ်နေတဲ့တထေးရဲ့ဘောင်းဘီဟာအောက်ကိုရှော့ကျသွားပါတော့တယ်။သူဟာအစည်းအဝေးကန်းထဲကလူတွေကိုချက်ချင်းအပြင်ထွက်ခိုင်းလိုက်ရတယ်။ဒါဟာသူ့ရဲ့လက်ထောက်လုပ်တာလို့သူထင်နေပေမဲ့တကယ်တော့သူဟာမင်းကလေးရဲ့အယုတ်နဲ့တသားတည်းဖြစ်နေမှန်းသူလုံးဝမသိခဲ့ပါဘူး။အိမ်ပြန်ရောက်လို့တထေးရေချိုးနေတဲ့အချိန်မှာမင်းကလေးကသူမရဲ့အယုတ်လေးရေဆိုနေတာကိုတွေ့ပြီးစပင်6ခန့်ဆက်နဲ့မှုတ်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့အယုတ်ကအလိုလိုပြန်ချောက်သွားပြီးအင်ဂျီတောင်ပြန်မာလာတာကိုတွေ့ပြီးသူမအံ့ဩသွားတယ်။တကယ်တော့တထေးကရေချိုးပြီးညာအိတ်ဝတ်စုံဝတ်လိုက်လို့ပဲဖြစ်ပါတယ်။မင်းကလေးကအယုတ်ကိုအင်ဂျီလဲပေးဖို့စူးစမ်းပြန်တော့တထေးရဲ့ကိုပေါ်ကအင်ဂျီတွေကအကြောင်းရင်းမရှိပဲပျောက်ကွယ်သွားပြန်တယ်။သူဟာသူ့ကိုယ်သူကျိန်စာတိုက်ခံရပြီလို့တောင်ထင်သွားပါတယ်။နောက်နေ့မှာမင်းကလေးကတထေးစီစာရက်စာတန်းတွေလာဖို့တဲ့အခါတထေးကသူမရဲ့အယုတ်လေးကိုတတိထားမိသွားတယ်။မင်းကလေးကအယုတ်ရဲ့ပါးလေးကိုဆွဲညှိလိုက်တဲ့အခါတထေးဟာသူ့ပါးကိုတယောက်ယောက်လာညစ်တယ်လို့ခံစားလိုက်ရပြန်တယ်။ဒါပေမဲ့သူကတော့ဒါဟာစိတ်အာရုံမားတာပဲဖြစ်မှာပါလို့ကိုညာနေခဲ့ပါတယ်။အဲ့ဒီညမှာကျင်းပတဲ့ပါတီပွဲကိုမင်းကလေးကအယုတ်လေးကိုပါယူသွားခဲ့တယ်။တထေးကိုချစ်နေတဲ့တထေးသမီးတယောက်ကမင်းကလေးကိုဆင်းရဲထဲမှလေးလို့လောင်ပြောင်ပြီးသူမရဲ့ဝိုင်းခွက်နဲ့ပက်လိုက်တဲ့အခါမင်းကလေးကအယုတ်လေးနဲ့ကာလိုက်ပါတယ်။အဲ့ဒီမှာတင်ဘေးမှာရက်နေတဲ့တထေးဟာတကိုယ်လုံးရွှဲရွှဲဆိုသွားပါတော့တယ်။အားလုံးကမင်းတက်သွားကြပြီးသူထေးသမီးကတထေးကိုအဝတ်ပြန်တုပ်ပေးဖို့စူးစမ်းပေမဲ့တွန်းထုတ်ခံလိုက်ရတယ်။တထေးသမီးဟာမကျေနပ်ပဲမင်းကလေးစီကအယုတ်ကိုလူယူလိုက်တယ်။အယုတ်ကိုပြန်လွင်ရင်းနဲ့မင်းကလေးဟာရေကန်ထဲကိုတွန်းချခံလိုက်ရပြီးတထေးသမီးပါရေထဲကိုအတူတူကျသွားခဲ့တယ်။အဲ့ဒီအချိန်မှာအဝတ်စားလဲပြီးကစားတထေးဟာတကိုယ်လုံးပြန်ဆိုသွားတဲ့အတွက်ဒီယုံနဲ့သူနဲ့တခုခုပတ်သက်နေပြီဆိုတာကိုအပြတ်တက်တန်တရားဝင်သွားပါတော့တယ်။သူချက်ချင်းရေထဲခုန်ချပြီးမင်းကလေးကိုကယ်တင်ခဲ့ပါတယ်။မင်းကလေးတတိယလာတဲ့အခါအယုတ်လေးကရေချိုးဝတ်စုံဝတ်ထားတာကိုတွေ့ပြီးသူမကအယုတ်ကိုအဝတ်လဲပေးဖို့စူးစမ်းပြန်တယ်။သူမကအယုတ်ရဲ့ရေချိုးဝတ်စုံကိုချွတ်လိုက်တဲ့အချိန်မှာပဲရေချိုးကန်ထဲကထွက်လာတဲ့တထေးကရက်လိုက်တော့လို့အော်ဟစ်တားစီးပေမဲ့နောက်ကျသွားပါပြီ။တထေးဟာရှော့ကျသွားတဲ့သူ့ရဲ့ရေချိုးဝတ်စုံကိုအမြန်ပြန်ဆွဲဝတ်လိုက်ရပြီးမင်းကလေးကိုဒီအယုတ်ကိုနောက်ဘယ်တော့မှမထိနဲ့လို့တတိပေးလိုက်ပါတော့တယ်။အဲ့ဒီတော့မှမင်းကလေးကသူမရဲ့အယုတ်နဲ့တထေးဟာတသားတည်းဖြစ်နေတာကိုသိသွားပါတော့တယ်